ဒီကာလမှာတနင်္ဂနွေသားသမီးလေးတွေကအလောက်အကင်အခွင့်အလမ်းလေးတွေပြန်လဲအဆင်ပြေလာတာမျိုးတွေရက်ဆိုင်နေတဲ့လုပ်ငန်းတွေပြန်ပြီးတော့မှအောင်မြင်လာတာမျိုးလေးတွေအဆင်ပြေလာတာမျိုးတွေကြုံရမှာဖြစ်ပါတယ်ရှင်။ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့တနင်္ဂနွေသားသမီးလေးတွေဥစ္စာပစ္စည်းတွေအထွက်ကျန်းနေတဲ့ကာလလို့ပြောရမှာဖြစ်ပါတယ်။မိမိကမတုံးဆွဲလိုက်ရဘဲနဲ့ဥစ္စာပစ္စည်းတွေသူတစ်ပါးအတွက်တုံဆွဲရခြင်းသူတစ်ပါးကိုချီးငှားလို့ပြန်မရခြင်းဒီလိုမျိုးလေးတွေကြုံတွေ့ရမှာဖြစ်တဲ့အတွက်ဥစ္စာပစ္စည်းတွေဆုံးရှုံးမှုများမဲ့ကာလလေးဖြစ်ပါတယ်မိတ်ဆွေကံနဲ့ပတ်သက်ရင်ဒီကာလမှာအမျိုးသားတဦးနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းစရာတွေစိတ်ရှုပ်စရာတွေစိတ်အနှောက်အယှက်တွေအများများမဲ့လို့ပြောရမှာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီမိတ်ဆွေဒီမိမိရဲ့အမျိုးသားလည်းဖြစ်နိုင်တယ်လို့မိမိရဲ့အမိအဖဒီလိုလူမျိုးတွေကြောင့်လည်းကိုယ်မှာစိတ်ပင်ပန်းစရာလေးတွေကြုံရတတ်ပါတယ်အိမ်တွင်းဥယျာဉ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဒီကာလမှာအိမ်တွင်းလေးတွေတာယာချမ်းမြေ့မှုတွေရှိမဲ့တာယာမှုလေးတွေနဲ့အဆင်ပြေမှုလေးတွေနဲ့လက်ဆောင်ကောင်းသတင်းစကားကောင်းလေးတွေကြုံရကြရမှာဖြစ်ပါတယ်။ရက်ဝေးကနေမှအဆက်အသွယ်သတင်းကောင်းလေးတွေကြားမှာဖြစ်ပါတယ်။သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်တော့သားသမီးတွေရဲ့ညီကိုမောင်နှမဆွေမျိုးသားချင်းတွေရဲ့မနာလိုမှုတိုက်ခိုက်မှုရန်လိုမှုလေးတွေကိုကြုံရမှာဖြစ်တဲ့နှစ်ဦးထက်ပိုသောမနာလိုတိုက်ခိုက်မှုလေးတွေကိုကြုံတွေ့နိုင်ပါတယ်ရှင်။ရန်အန်ဒီယန်နဲ့ပတ်သက်တော့ရန်လေးတွေကင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။အခြေရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့အခြေရေးလေးတွေမှာအဆဆရရမိမိသားလင်ဘရင်မိမိသားလင်အရှင်ဆိုတဲ့ပုံစံမျိုးလေးတွေနဲ့အဆဆရရအစဉ်ပြေမှုလေးတွေရှိတော်လဲအထီးကျန်သောခန်းစားချက်တွေနဲ့ကြုံတွေ့ရအောင်မှာဖြစ်တယ်ပေါ့နော်အဲကျမ်းမာရေးနဲ့ပတ်သက်ရင်တော့စိုးရင်စရာမရှိဘူးပေါ့နော်အထိုင်များတဲ့အတွက်ခါနာတာလေးတွေခြေထောက်ကိုက်တာလေးတွေတော့ကြုံရမှာဖြစ်တယ်ကိုဘွားရဲ့အေးချမ်းချင်းငြိမ်းချမ်းချင်းနမိတ်တွေမှာတော့အေးချမ်းစွာအဆင်ပြေစွာပေါ့နော်ဘဝကိုဖြတ်တန်းခဲ့ရတဲ့အနေအထားလို့ပဲပြောရမှာဖြစ်ပါတယ်အခုလက်ရှိကြုံတွေ့ရမယ့်ကန်ဆာတာမှာတော့တနင်္ဂနွေသားသမီးလေးတွေကအခက်အခဲလေးတွေကြံ့ကြာမှုလေးတွေအနှောက်အယှက်လေးတွေကြုံရအောင်မဲ့ဆိုတဲ့အနေအထားလေးကိုတွေ့ရပါတယ်ငွေရေးကြေးလက်လာပကားနဲ့ပတ်သက်ရင်ဒီကာလမှာငွေကြေးလေးတွေရစရာရှိရလေးတွေကမရသေးဘူးနှောင့်နှေးနေတယ်ဆိုတဲ့ပုံစံလေးကိုတွေ့ရပါမယ်နော်အဲ့တော့အခုလက်ရှိအပူတောကအနေနဲ့ကတော့ကြီးကြီးမားမားအပူတောကရဲ့လို့တော့မရှိဘူးမိမိကသူတစ်ပါးကိုပြန်လဲကူညီနိုင်တယ်လို့သူတစ်ပါးကလည်းမိမိကိုပြန်ပြီးကူညီဆောင်ရှောက်မယ်ဆိုတဲ့အနေအထားလေးတွေကိုတွေ့ရပါတယ်ရှင်ရေဒီယာအနေနဲ့ဆိုလို့ရှိရင်မိမိရဲ့မွေးနံဂျူထောင်မှာတွားပြီးတော့မှဖျောင်းတိုင်ဆယ်တိုင်အမွေးတိုင်ဆယ်တိုင်တောက်ရည်ဆယ်ခွက်နဲ့ပေါ့နော်တွားပြီးတော့မှလှူဒန်းပူဇော်ခြင်းအဖြစ်မိမိရဲ့ညံ့နေတဲ့ကံတွေပြန်လဲအဆင်ပြေလာမှာဖြစ်ပါတယ်ချင်းအားလုံးအေးချမ်းသာရကြပါစေရှင်ဒီကာလမှာတနင်္လာသားသမီးတွေကလက်ရှိလောက်ကန်နေတဲ့အလုပ်အကိုင်တွေမှာအဆင်မပြေမှုတွေသူတစ်ပါးရဲ့ကြောက်ချမှုတွေသူတစ်ပါးကြောင့်ကိုယ့်ရဲ့လုပ်ငန်းတွေအဆင်မပြေမှုတွေပျက်စီးဆုံးရှုံးမှုတွေထိခိုက်နစ်နာမှုတွေအများကြီးကြုံတွေ့နိုင်ပါတယ်เนาะဒါကြောင့်မလို့ကိုယ့်ရဲ့လုပ်ငန်းခွင်မှာအထူးပဲသတိထားပြီးဖို့လိုပါမယ်ရှင်ဥစ္စာပစ္စည်းကံနဲ့ပတ်သက်ရင်တော့ဥစ္စာပစ္စည်းကံလေးတွေပွင့်လန်းတယ်လို့ပြောရမယ်ပေါ့နော်ကိုယ့်ရဲ့လောက်ခိုင်ထားတဲ့လုပ်ငန်းတွေရဲ့အတီးအပွင့်လေးတွေကိုယ့်ရဲ့ဆွေမျိုးတွေထဲရပဲဖြစ်ဖြစ်မိဘတွေရပဲဖြစ်ဖြစ်ဒီလိုဥစ္စာပစ္စည်းငွေကြေးအမွေလိုမျိုးလေးတွေရရှိတတ်တာမျိုးလေးတွေကြုံရနိုင်ပါတယ်မိတ်ဆွေကံနဲ့ပတ်သက်ရင်တော့မိတ်ဆွေလေးတွေနဲ့စကားပြောခြင်းခိုက်ရန်ဖြစ်ပွားခြင်းကနေစပြီးတော့မှအမှုတွေတရားတစ်ပေါင်းတွေရုံးပြင်ကနားတွေမှာတွားရောက်ဖြည့်ရှင်းရတာမျိုးတွေရင်ဆိုင်ရတာမျိုးတွေကြုံရနိုင်ပါတယ်အိမ်တွင်းဥယျာဉ်ကိစ္စလေးတွေမှာတော့အိမ်တွင်းရေးလေးတွေတာယာချမ်းမြေ့ပါမယ်အိမ်ထောင်မရှိသူအိမ်ထောင်ချပြီးအိမ်ထောင်တယ်များတွင်းရတနာရတတ်ပါတယ်ရှင်သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်သားသမီးတွေရဲ့ကံဆွေမျိုးသားချင်းတွေရဲ့ကံကြီးပြန်လဲကောင်းမွန်လာမယ်မခေါ်မပြောဘဲနဲ့အခေါ်ပြောရက်ကနေတဲ့သူတွေစီကနေမှပြန်လဲဥညွတ်လာတာမျိုးလေးတွေကြုံရနိုင်ပါတယ်ရန်အန်ဒီယန်နဲ့ပတ်သက်ရင်တော့ရန်လေးတွေသတိထားပြီးဖို့လိုမယ်ကိုမနာလိုလို့အတိုက်အခိုက်မျိုးစုံနှောက်ယှက်မျိုးစုံနဲ့တိုက်ခိုက်ဖို့နှောက်ယှက်ဖို့ကြံစီနေတဲ့သူ3ဦးထက်မနည်းရှိနေပါတယ်ရှင်အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့တနင်္လာသမီးတွေကအချစ်မှတပါအခြားမရှိဆိုပြီးတော့မှအချစ်တော်မှာမျောပါပြီးတော့မှကိုယ့်ဘဝပြတ်တတ်ပါတယ်ရှင်ဒါကြောင့်မလို့ချစ်တယ်ဆိုရင်လည်းတတိထားပြီးချစ်ဖို့လိုအပ်ပါမယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးလေးတွေအရန်ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ရှင်ကိုဘွားရဲ့အေးချမ်းချင်းငြိမ်းချမ်းချင်းနမိတ်တွေမှာတော့အေးချမ်းတဲ့အနေအထားလေးတွေကြုံတွေ့ရမယ့်အနေအထားလေးတွေဖြစ်တယ်ပေါ့နော်အခုလက်ရှိကန်ဆာတာအရာဆိုရင်တော့ကန်ဆာတာလေးတွေကတော့ရက်တက်နေအောင်မှဖြစ်တယ်ဖရာတရားလေးတွေများများလုပ်ဖို့လိုမဲ့အဋ္ဌံလေးများများဝင်ခြင်းအဖြစ်ကိုယ်ကန်လေးပြန်လဲခေါင်းမွန်လာနိုင်ပါတယ်ဝေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်လို့လက်လာပကနဲ့ပတ်သက်ရင်တော့ဒီကာလမှာကောင်းသောအပြောင်းအလဲလေးတွေနဲ့ငွေကြေးကန်လေးတွေကောင်းလာမှာဖြစ်တယ်ပေါ့နော်လောက်ကန်ဆောင်ရွက်ပူးခြင်းမရှိတဲ့အလောက်ကန်တွေကိုလောက်ကန်ဆောင်ရွက်ခြင်းအပြင်မိမိရဲ့ငွေကြေးအားပို့ပြီးတိုးပွားမှာဖြစ်တယ်
အခုလက်ရှိအပူတော့ကအနေနဲ့လည်းအပူတော့ကလေးတွေကင်းနေရဖြစ်တယ်။ဘာပဲပြောထိတ်တမ်းမှရှိရဲဆိုတဲ့အနေအထားလေးမှရှိရဲပေါ့နော်။ရေရအနေနဲ့ကတော့မိမိရဲ့ဂျိုတိုင်းမှာတစ်တီးလေးပေါ့နော်ဖြစ်နိုင်တော့ပန်းတီးတစ်လုံးနဲ့အမွှေးတိုင်6တိုင်စီမီ6တိုင်တောက်တော်ရီ6ခွက်သွားပြီးလှူဒန်းပေးလိုက်ပါရှင်။အရာရာအဆင်ပြေအောင်မြင်တိုးတက်ကြပါစေရှင်။အင်္ဂါသားသမီးလေးတွေကလက်ရှိအလုတ်အကင်နဲ့ပတ်သက်ရင်တော့အလုတ်အကင်လေးတွေအဆင်ပြေပါမယ်နော်အထူးသဖြင့်အမျိုးသမီးတွေနဲ့ပတ်သက်သောအလုတ်အကင်များအလှကုန်ပစ္စည်းအဝတ်အထည်ဒီလိုဖန်စီပစ္စည်းတွေကနေမိမိကိုအကျိုးပေးစေမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်အင်္ဂါသားသမီးတွေအလုတ်အကင်အခွင့်အလမ်းလေးနဲ့ပတ်သက်ရင်တော့အရန်ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။ဝေရေးကြီးဥစ္စာပစ္စည်းကံနဲ့ပတ်သက်ရင်လည်းဆုံးရှုံးထားတဲ့ဟာတွေတိမ်မြုပ်နေတဲ့လုပ်ငန်းတွေပြန်လည်အောင်မြင်ပြီးတော့မှအဆဆရရအဆင်ပြေအောင်မြင်မဲ့ကာလလေးဖြစ်တဲ့ဥစ္စာပစ္စည်းတွေတိုးပွားမယ်ဆိုတဲ့ကံစားတာလေးဖြစ်ပါတယ်။မိတ်ဆွေကံလေးနဲ့ပတ်သက်ရင်အင်္ဂါသားသမီးလေးတွေကမိတ်ဆွေကံလေးတွေမှာကောင်းသောအပြောင်းလေးတွေနဲ့မိတ်ဆွေတစ်တွေနေရာတစ်ထိုင်ခင်းတစ်တွေကြောင့်မလို့မိတ်ဆွေတစ်တွေလည်းတိုးပွားမှာဖြစ်တယ်အလုတ်ကိုင်းတစ်လေးတွေကြောင့်မလို့လည်းမိတ်ဆွေကံလေးတွေပေါ်များလာပြီးတော့မှမိတ်ဆွေခေါင်းတွေနဲ့ကြုံရမှာဖြစ်ပါတယ်အိမ်တွင်းဥယျာဉ်ကိစ္စတွေနဲ့ပတ်သက်ရင်လည်းအိမ်တွင်းရေးတွေမှာထိတ်တန်းမှရှိမဲ့အဆင်ပြေမှုတွေရှိမဲ့ပြောသမျှဆိုသမျှတွေအောင်မယ်ဘာပဲဖြစ်ပေါ့နော်မိမိကအိမ်တွင်းရေးတွေမှာကိုသားလင်ဘရင်ဆိုတဲ့ပုံစံမျိုးလေးတော့ကြုံရမှာဖြစ်ပါတယ်သားသမီးလည်းအောင်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကန်တဲ့ပတ်သက်ရင်တော့ရှင်ပြိုင်မှုတွေများမယ်ပြိုင်ဆိုင်မှုတွေများမယ်အတိုက်ခံတွေများမယ်ပြောမရဆိုမရကိုပြောသမျှတွေကိုအတိုက်ခံလောက်ကလန်ကစားလောက်မာလေးတွေကိုကြုံရမှာဖြစ်တယ်ပေါ့နော်ရန်အန်ဒီယနဲ့ပတ်သက်ရင်တော့ရန်လေးတွေကင်းတယ်လို့ပြောရမှာဖြစ်ပါတယ်ရှင်ရန်ဒီအားလုံးကင်းငိမ့်သွားတဲ့အနေအထားလေးကိုတွေ့ရပါတယ်အခြေရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့ဒီကာလမှာအင်္ဂါသားသမီးလေးတွေအခြေရေးလေးတွေမှာဂရုစိုက်ပြီးဖို့လိုပါမယ်မိမိရဲ့ချစ်သူမိမိရဲ့အိမ်ထောင်ဘက်နဲ့ကွဲကွာသွားတာမျိုးလမ်းခွဲလိုက်တာမျိုးပျက်စီးဆုံးရှုံးသွားတာမျိုးလေးတွေကြုံရနိုင်ပါတယ်ရှင်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာအင်္ဂါသားသမီးလေးတွေကျမ်းမာရေးလေးတွေဂရုစိုက်ပြီးဖို့လိုမယ်သွေးနဲ့ပတ်သက်သောယောဂနှလုံးနဲ့ပတ်သက်သောယောဂခေါင်းကိုက်ခေါင်းခဲတာမျိုးလေးတွေဖြစ်တတ်ပါတယ်ပေါ့နော်ခွေးကိုက်တတ်တဲ့အန်တီရယ်လေးတွေလည်းသတိထားပြီးဖို့လိုမယ်ကိုဘွားရဲ့အေးချမ်းချင်းငြိမ်ချမ်းချင်းတွေမှာတော့အေးချမ်းတဲ့အနေအထားလေးတွေနဲ့ဖြတ်တန်းခဲ့ရတာဖြစ်ပါတယ်အခုလက်ရှိကန်စာတာမှာတော့ကန်စာတာလေးတွေကတော့နည်းနည်းရက်တန့်နေပါတယ်နော်ဖရာတရားတွေများများလုပ်ဖို့လိုပါမယ်အဋိဌာန်တွေများများဝင်ဖို့လိုပါမယ်ကိုဘွားရဲ့ငွေရေးကြေးလက်လာပကားတွေမှာတော့ဘာပဲဖြစ်ဖြစ်ပြန်ပြီးအဆင်ပြေလာမယ်အောင်မြင်လာမယ်လုပ်ငန်းတွေပြန်ပြီးတော့မှလည်ပတ်လာနိုင်မယ်ကိုဘွားမှာလက်ရှိအပူတော့ကအနေနဲ့ရောလေအပူတော့ကတွေကင်းငိမ့်သွားပြီဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်ပေါ့နော်ကိုကလည်းသူတစ်ပါးကိုပြန်ပြီးကူညီနိုင်တယ်လို့သူတစ်ပါးကလည်းကိုကိုကူညီဆောင်ရှောက်မဲ့သူတွေပေါ်များတယ်ဆိုတဲ့အနေအထားလေးတွေ့ရပါတယ်ရေတရာအနေနဲ့တော့ထီးတွေဖက်နှက်တွေကိုဖုံကြီးတစ်ပါးကိုသွားပြီးလှူပေးလိုက်ခြင်းအဖြစ်အားလုံးပြည်လည်သွားမှာဖြစ်ပါတယ်ရှင်ဒီကာလမှာဗုဒ္ဓဖူးရာဟုသားသမီးလေးတွေကအလုတ်အကိုင်းနဲ့ပတ်သက်ရင်တော့အထက်လူကြီးတွေရဲ့ကူညီဆောင်ရှောက်မှုအမိအဖတော့ဩဇာအာဏာရှိသောသူတွေရဲ့ကူညီဆောင်ရှောက်မှုလေးတွေကိုရရှိမှာဖြစ်တယ်ဒါကြောင့်မလို့လုပ်ငန်းခွင်အဆင်ပြေမှုလေးတွေကြုံရမှာဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ဥစ္စာပစ္စည်းလေးတွေမှာအထွက်ကျန်းနေတာမျိုးလေးတွေအမျိုးသမီးတဦးကြောင့်ငွေကြေးကုန်ကျမှုများနေတာလေးတွေကြုံရနိုင်ပါတယ်ရှင်မိတ်ဆွေကံလေးနဲ့ပတ်သက်ရင်တော့မိတ်ဆွေကံလေးတွေကောင်းပါတယ်ကောင်းသောအပြောင်းလဲလေးတွေမိတ်ဆွေတည်တူပွားတာမျိုးလေးတွေကြုံရနိုင်ပါတယ်မိတ်ဆွေတွေရဲ့ကူညီဆောင်ရှောက်မှုတွေကြောင့်လည်းအဆဆရရဘဝမှာတဆင့်ထက်တဆင့်မြင့်တဲ့အနေအထားလေးတွေကိုကြုံတွေ့ရမှာဖြစ်ပါတယ်အိမ်တွင်းအိုးရင်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဖူးရာဟုသားသမီးလေးတွေတတိထားဖို့လိုမယ်အိမ်တွင်းရေးလေးတွေမှာယခုလက်ရှိကြုံတွေ့နေရတဲ့အတိုင်းရက်တက်နေအောင်မယ်ဆိုတဲ့အနေအထားလေးကိုတွေ့ရတယ်မိမိရဲ့အိမ်ထောင်ဘက်တွေအိမ်တွင်းရေးတွေမှာအဆင်မပြေမှုလေးတွေစိတ်ညစ်စရာလေးတွေစိတ်တော့ကလေးတွေကြုံအောင်မယ်ဆိုတဲ့အနေအထားလေးဖြစ်တယ်သားသမီးလည်းငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းတွေနဲ့ပတ်သက်ရင်တော့သားသမီးတွေရဲ့ပညာရေးလူမှုရေးစီးပွားရေးလမ်းလေးတွေလမ်းတစ်လေးတွေပွင့်လန်းလာတာမျိုးလေးတွေငွေကြေးဥစ္စာပစ္စည်းကံလေးတွေပွင့်လန်းလာတာမျိုးတွေဆွေမျိုးညီကိုမောင်နှမတွေရဲ့ကူညီဆောင်ရှောက်မှုလေးတွေတည်ငကောင်းလေးတွေကြားရမှာဖြစ်ပါတယ်။ရန်အန်ဒီယနဲ့ပတ်သက်ရင်တော့ရန်လေးတွေကင်းသွားပြီလို့ပဲပြောရမှာဖြစ်ပါတယ်ရှင်။အခြေရေးအိမ်ထောင်ရေးနဲ့ပတ်သက်ရင်တော့ဗုဒ္ဓဖူးရာဟုသားသမီးလေးတွေချစ်သူဟောင်းတွေပြန်လာတတ်တဲ့ထွက်ခွာသွားတဲ့သူတွေကိုစီကိုပြန်ပြီးဆက်တွဲလာတာမျိုးလေးတွေကြုံရနိုင်တယ်အချစ်ဟောင်းတွေပြန်ပြီးတော့မှရောက်ရှိလာတတ်တဲ့ဆိုတဲ့ကံစားတာလေးဖြစ်တယ်ဘာပဲဖြစ်ဖြစ်အစင်မပြေတဲ့အိမ်တွင်းရေးတွေအခြေရေးတွေမှာပြန်ပြီးတော့မှတာယာချမ်းမြေ့လာပါလိမ့်မယ်ရှင်
ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာသွေးဒုက္ခသွားဒုက္ခလေးတွေပြီးတတ်တာမျိုးလေးတွေဖြစ်တတ်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်စိတ်နဲ့ပတ်သက်တဲ့ဝေဒနာလေးတွေစိတ်မှာအတွေးလွန်တဲ့ယောဂဝေဒနာလေးတွေပေါ့နော်။ဒါမျိုးလေးတွေကြုံတွေ့ရတတ်ပါတယ်။ဒါကြောင့်မလို့စိတ်ကိုနည်းနည်းလေးဖြေလျှော့ဖို့လိုမယ်။ကိုယ့်ဘဝရဲ့အေးချမ်းခြင်းတွေမှာတော့အေးချမ်းတဲ့အနေအထားလိုပဲပြောရမှာဖြစ်တယ်ပေါ့နော်။အခုလက်ရှိကန်ဆာတာမှာတော့ကန်ဆာတာကတော့ထိတ်တန်းမှာရောက်နေပြီမဲ့လဲငွေကြီးလက်လပကတွေမှာအထွက်ချမ်းနေမယ်။ငွေကြီးကုန်ကြမှုတွေများနေမယ်သူတစ်ပါးစီကချီငှားထားတဲ့အရာတွေပြန်မရဘူးဆုံးရှုံးတာမျိုးလေးတွေကြုံရနိုင်ပါတယ်အခုလက်ရှိအပူတောကမှာဆိုရင်လည်းအပူတောကလေးတွေများနေမှာဖြစ်တယ်အပူတောကတွေမှာမနာလိုမုန်းတီးတိုက်ခိုက်ခြင်းတွေကိုခံနေရတယ်ဆိုတော့အနေအထားလေးဖြစ်ပါတယ်ရှင်ရေဒီယာအနေနဲ့ဆိုရင်တော့မေတော်နှစ်ပါးကိုပေါ့နော်မိမိကကိုးကွယ်တဲ့မေတော်တွေရှိရင်အဲ့မေတော်နှစ်ပါးကိုရည်စူးပြီးမှပန်းတီးလေးတစ်လုံးလှူပေးလိုက်ပါမေတော်တွေကိုရည်စူးပြီးမှအလှူဒါနလေးပြုလိုက်ပါဒါဆိုရင်တော့အဆဆရရအဆင်ပြေသွားပါလိမ့်မယ်ရှင်ဒီကာလမှာဇာတာပရိသသမီးလေးတွေကတော့လက်ရှိအလုပ်အကင်လေးတွေမှာဆဆရရအဆင်ပြေပါလိမ့်မယ်လုပ်ငန်းခွင်မှာကိုယ့်ကိုယ်ကူညီဆောင်ရှောက်မဲ့သူလမ်းပြမဲ့သူတွေပေါ်ပေါက်မှာဖြစ်ပါတယ်ဝေရေးကြေးရေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်လည်းဒီကာလမှာဇာတာပရိသသမီးလေးတွေဥစ္စာပစ္စည်းလေးတွေအခက်အခဲအကြံအကြာမလို့တော့နည်းနည်းလေးကြုံပြီးရင်တော့ကိုမျှော်လင့်ထားတဲ့အရာတွေရရှိမှာဖြစ်တယ်ပေါ့နော်မိတ်ဆွေကံနဲ့ပတ်သက်ရင်တော့ဒီကာလမှာမိတ်ဆွေတွေနဲ့ပတ်သက်ပြီးမှစကားများချင်းရန်ဖြစ်ခြင်းကိုအထူးပဲသတိထားဖို့လိုမယ်ဒီလိုမျိုးရန်ဖြစ်ခြင်းစကားများချင်းဖြစ်မိမိဒီရုံရောက်ခက်ရောက်လေးတွေဖြည့်ရှင်းရတတ်တဲ့ကံစားတာလေးဖြစ်နေပါတယ်အိမ်တွင်းရေးဥယျာဉ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့အိမ်တွင်းရေးလေးတွေမှာဆဆရရတာယာမှုလေးတွေရှိတယ်ချမ်းမြေ့မှုလေးတွေရှိတယ်မိမိကိုယ်တိုင်ကမိခင်စိတ်လိုမျိုးအထီးကျန်တဲ့ခံစားချက်မျိုးလေးတွေတော့ကြုံနေရတယ်ဆိုတဲ့ပုံစံလေးကိုပြတယ်ပေါ့နော်အဲ့တော့သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်ဆွေမျိုးသားချင်းညီကိုမောင်နှမတွေရဲ့အလုပ်အကံအခွင့်အလမ်းလေးတွေရပ်တန့်နေတာမျိုးပညာရေးပိုင်းလေးတွေမှာရပ်တန့်နေတာမျိုးလေးတွေကြုံရနိုင်တဲ့အနေအထားလေးဖြစ်တယ်။ဘာပဲဖြစ်ဖြစ်ပေါ့နော်ဆွေမျိုးသားချင်းကံလေးတွေမှာတော့နည်းနည်းညံ့တယ်လို့ပြောရမှာဖြစ်ပါတယ်ရှင်။ရန်အန်ဒီရဲ့နဲ့ပတ်သက်တော့ရန်လေးတွေလုံးဝကင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့ဇာတာပရိသသမီးတွေအချစ်ရေးကံလေးတွေမှာအညံ့အနေရှိတယ်အခိုက်ဒီလိုမျိုးပေါ့နော်မနာလိုတဲ့လူတွေကိုယ့်ရဲ့အချစ်ရေးအိမ်ထောင်ရေးတွေမှာမနာလိုလို့ဖြက်လို့ဖြက်စီးလုပ်တဲ့သူနှစ်ဦးထက်ပိုရှိနေတာမျိုးလေးတွေကြုံရနိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်တော့ကျမ်းမာရေးညံ့တဲ့သူတွေကျမ်းမာရေးတွေပြန်လဲကောင်းမွန်လာပြီဆိုတဲ့အနေအထားလေးလို့ပြောရမှာဖြစ်ပါတယ်ကိုဘဝရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်တွေမှာတော့ရှင်ပြိုင်မှုတွေပြိုင်ဆိုင်မှုတွေအတိုက်ခံတွေအများများပြီးတော့မှဒီအတိုက်ခံတွေကြားထဲကနေဖြတ်တန်းခဲ့ရတဲ့ကန်ဆာတာလို့ပြောရမှာဖြစ်တယ်ပေါ့နော်အခုလက်ရှိကြုံတွေ့ရမယ့်ကန်ဆာတာကတော့ကန်ဆာတာလေးတွေမှာတော့နည်းနည်းလေးတော့စိတ်ဖြစ်ပင်ပန်းမှုတွေများမယ်အထူးသဖြင့်အမျိုးသားတဦးနဲ့ပတ်သက်လို့စိတ်ပင်ပန်းစရာလေးတွေကြုံရမယ်သို့တော်လည်းမိမိရဲ့စိတ်တိုင်းကြချဲ့လှည့်ခွင့်ရမယ်ဆိုတဲ့ကန်ဆာတာလေးဖြစ်တယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်တော့ငွေကြေးကံလေးတွေမှာတော့နည်းနည်းအညံ့များနေတဲ့အနေအထားလေးတွေ့ရတယ်ပေါ့နော်ဘာကိုပဲလိုချင်လွယ်လင်းတကူမရနိုင်ဘူးဆိုတဲ့ကန်ဆာတာလေးဖြစ်ပါတယ်အခုလက်ရှိအပူတောကအနေနဲ့ကတော့အပူတောကတော့ကင်းငြိမ်းသွားပြီလို့ပြောရမှာဖြစ်တယ်ကိုယ့်ရဲ့ဘဝမှာစိုးရွားခဲ့တဲ့အရာတွေအားလုံးပြည်လည်သွားပြီချုပ်ငြိမ်းသွားပြီလို့ပြောရမှာဖြစ်ပါတယ်ရှင်ရေဒီယာအနေနဲ့ဆိုလို့ရှိရင်တော့ဒီကာလမှာမိမိရဲ့ဂျူတိုင်းမှာစီမီတိုင်းပန်းတပွင့်ရေတစ်ခွက်နဲ့ပေါ့နော်တွားပြီးမှလှူဒန်းလိုက်မယ်ဆိုရင်တော့ဆဆရရဆင်ပြေသွားမှာဖြစ်ပါတယ်ရှင်အေးချမ်းတာယာကြပါစေဒီကာလမှာတောက်ကြသားသမီးလေးတွေကအလောက်ကန်ခွင်းလန်းလေးတွေမှာတော့နည်းနည်းလေးအနှောင့်အယှက်လေးတွေရှိနေတယ်အဖြက်ကလေးတွေကြုံရတယ်သို့တော်လည်းမိမိရဲ့အလောက်ကန်လေးတွေကတော့အဆင်ပြေမှာဖြစ်တယ်ပေါ့နော်ဥစ္စာပစ္စည်းကံနဲ့ပတ်သက်ရင်တော့တောက်ကြသားသမီးလေးတတိထားဖို့လိုမယ်စာချုပ်စာတမ်းလက်မှတ်ရေးထိုးတဲ့နေရာတွေမှာငွေရေးကြေးရေးတွေမှာအရှုပ်ရှင်းမလုပ်ဘူးလိုမယ်ပေါ့နော်အရှုပ်ရှင်းတွေဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့ရုံရောက်ခက်ရောက်လေးတွေဖြည့်ရှင်းရတတ်ပါတယ်မိတ်ဆွေကံနေနဲ့ပတ်သက်တော့မိတ်ဆွေလေးတွေထဲမှာကိုစိတ်ဒုက္ခပေးတတ်တဲ့အမျိုးသားတဦးကြောင့်စိတ်ရှုပ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေစိတ်အနှောက်အယှက်လေးတွေကြုံရနိုင်ပါတယ်အိမ်တွင်းရေးအိုးအိမ်ကိစ္စတွေနဲ့ပတ်သက်ရင်အိမ်တွင်းရေးလေးတွေမှာဂျားလူအဖြက်လေးတွေဂျားလူအနှောက်အယှက်လေးတွေရောက်ကတိရောက်ခမရောက်မရောက်ဖတွေနဲ့အတူတတိယလူတွေကြောင့်စိတ်တော့ကများတာမျိုးလေးတွေစိတ်ရှုပ်စရာလေးတွေကြုံရနိုင်ပါတယ်တောက်ကြသားသမီးလေးအိမ်တွင်းရေးလေးတွေမှာစိတ်ပင်ပန်းစရာလေးတွေကြုံတွေ့ရတဲ့အနေအထားလို့ပြောရမှာဖြစ်ပါတယ်
သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်တောက်ကြသားသမီးတွေရဲ့အပျော်လွန်မှုအပျော်ပါမဲ့မှုထင်ရှားဆိုင်မှုတစွတ်ထိုးလုံးမှုဆွေမျိုးတွေရဲ့ဒီလိုတစွတ်ထိုးလုံးမှုလေးတွေကိုတတိထားပေးဖို့လိုမယ်တတိပေးဖို့လိုပါမယ်နော်မဟုတ်လို့ရှိရင်ကိုယ့်ရဲ့သားသမီးလေးတွေပျက်စီးတတ်တာမျိုးဘဝပြတ်တတ်တာမျိုးလေးတွေကြုံရနိုင်ပါတယ်။ရန်အန်ဒီယနဲ့ပတ်သက်ရင်တော့ရန်လေးတွေလုံးဝကင်းသွားပြီလို့ပြောရမှာဖြစ်ပါတယ်ရှင်။အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တောက်ကြသားသမီးလေးတွေရက်ဝေးနယ်ချာနဲ့ဆက်သွယ်ကအချစ်ခရီးလမ်းလေးတွေတာယာမှာဖြစ်တဲ့ရက်ဝေးနဲ့ဆက်သွယ်တဲ့ချစ်သူလေးတွေစီကသတင်းကောင်းလေးတွေလက်ဆောင်ကောင်းလေးတွေရရှိမှာဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ဒီကာလမှာညာချီညာလဲထုံကျင်ကြိုက်ခဲတာမျိုးလေးတွေခေါင်းတွေကြိုက်ခဲတာမျိုးလေးတွေဒါမျိုးလေးတွေကြုံရနိုင်တယ်ပေါ့နော်အဲ့တော့ကိုဘဝရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်တွေမှာတော့ဘဝမှာရွေးချယ်စရာအခွင့်အလမ်းကောင်းလေးတွေနဲ့အမြဲတမ်းကြုံဆုံပြီးတော့မှဖြတ်တန်းရတဲ့ကံစားတာလေးလို့ပြောရမှာဖြစ်ပါတယ်အခုလက်ရှိကန်စာတာကတော့ကန်စာတာလေးမှာကောင်းသောအပြောင်းလဲလေးတွေနဲ့ကြုံကြရမှာဖြစ်တယ်ငွေကြေးဥစ္စာပစ္စည်းနဲ့ပတ်သက်ရင်တော့ငွေကြေးလေးတွေမှာတတိထားဖို့လိုမယ်အဖြက်တွေအနှောက်အယှက်တွေအများများမယ်ကိုဘွားရဲ့လက်ရှိအပူတော့ကတော့အပူတော့တွေကင်းငိမ့်နေပြီလို့ပြောရမှာဖြစ်တယ်ပေါ့နော်ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာအစင်မပြေခဲ့တာတွေစိတ်တော့ကများခဲ့တာတွေအားလုံးကအေးငြိမ်းချမ်းသာပြီးတော့မှပြန်လေပြီးတော့မှဘဝကိုအတိတ်တဖန်ပြန်လေရှင်တန်လာပြီလို့ပြောရမှာဖြစ်ပါတယ်ရေဒီယာအနေနဲ့ဆိုရင်တော့ဒီကာလမှာကိုဝန်ဆောင်အမျိုးသမီးကိုလက်ဆောင်ပစ္စည်းလေးတွေတွားပေးလိုက်ခြင်းအဖြစ်မိမိရဲ့အခက်အခဲတွေပြည်လည်သွားမှာဖြစ်ပါတယ်ရှင်အားလုံးအေးချမ်းသာရကြပါစေအဆဆရရအဆင်ပြေအောင်မြင်ကြပါစေရှင်မင်္ဂလာပါရှင်16ရက်2လ2026မှာ28ရက်2လ2026အတွက်စနေသားသမီးများအတွက်ကံစားတာကိုဒါရနမိတ်ဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာစနေသားသမီးတွေရလက်ရှိအလုတ်အကိုင်းနဲ့ပတ်သက်တော့အလုတ်အကိုင်းလေးတွေမှာအထက်လူကြီးအထက်ကိုအမိအဖကိုထဲဩဇာအာဏာကြီးမားတဲ့အမျိုးသားတဦးနဲ့ပတ်သက်ပြီးစိတ်ရှုပ်စရာလေးတွေစိတ်ပင်ပန်းစရာလေးတွေကြုံရပါမယ်သို့တော်လည်းမိမိကသာဘလို့ပဲအခက်အခဲတွေနဲ့ကြုံရမိမိရဲ့စကားတွေအောင်မယ်မိမိလုပ်သမျှအဆင်ပြေမယ်ဆိုတဲ့အနေအထားလေးတွေ့ရတယ်ပေါ့နော်ငွေကြေးဥစ္စာပစ္စည်းလေးတွေကတော့ဒီကာလမှာစနေသားသမီးတွေပေါ်များမယ်ဆိုတဲ့အနေအထားလေးဖြစ်တယ်အဆဆရရအဆင်ပြေမယ်ဆိုတဲ့ကံစားတာလေးဖြစ်တယ်မိတ်ဆွေကံနဲ့ပတ်သက်တော့မိတ်ဆွေတွေနဲ့အပျော်ပါမဲ့တာအပျော်လွန်တာတစိုးထိုးတစောက်ကံလောက်တာအပျော်မှတပါအခြားမရှိတာလေးတွေဆင်ခြင်ဖို့လိုပါမယ်မဟုတ်ရင်မိမိဘဝပါပျက်စီးသွားတတ်ပါတယ်ရှင်အိမ်တွင်းအိုးရင်ကိစ္စလေးတွေမှာတော့အိမ်တွင်းလေးတွေမှာကောင်းသောအပြောင်းအလဲလေးတွေနဲ့ကြုံရမှာဖြစ်တယ်။နေရာထိုင်ခင်းအပြောင်းအရွှေ့လုပ်ငန်းအပြောင်းအရွှေ့အိုးအိမ်အပြောင်းအရွှေ့လေးတွေကြုံတွေ့နိုင်ပါတယ်နော်။ဘာပဲဖြစ်ဖြစ်ကောင်းပါတယ်။သားသမီးလက်အောက်ငယ်သားညီကိုမောင်နှမဆွေမျိုးသားချင်းကံနဲ့ပတ်သက်ရင်လည်းအရန်ကောင်းတယ်လို့ပြောရမယ်။သားသမီးတွေဆွေမျိုးသားချင်းတွေရဲ့ကောင်းတဲ့ကောင်းချင်းလေးတွေအရက်ဝေးနဲ့ဆက်သွယ်လောက်ကိုင်းတဲ့အလောက်ကိုင်းခွင်လန်းလေးတွေအောင်မြင်တဲ့ကောင်းလေးတွေကြားမှာဖြစ်တယ်။ဒီကာလမှာရန်လေးနဲ့ပတ်သက်ရင်တော့အထူးပဲသတိထားဖို့လိုမယ်မိမိကသူတစ်ပါးကြောင့်ကိုယ့်ရဲ့အိုးအိမ်ပျက်စီးတာမျိုးကိုယ့်ရဲ့လုပ်ငန်းပျက်စီးတာမျိုးကိုယ့်ရဲ့ဘဝပျက်စီးတာမျိုးလေးတွေအထိပါကြုံနိုင်တဲ့အနေအထားလေးဖြစ်တယ်ဒါကြောင့်မလို့ရန်လေးတွေကိုဂရုစိုက်ပေးဖို့လိုမယ်လျှက်စေးအန်တီရဲ့ကာအန်တီရဲ့လေးတွေလည်းသတိထားပေးဖို့လိုမယ်အချစ်ရေးအိမ်ထောင်ရေးတွေနဲ့ပတ်သက်ရင်တော့အချစ်ရေးလေးတွေမှာတာယာချမ်းမြေ့မှုတွေရှိတယ်အထင်လွဲနေတဲ့သူတွေပြန်ပြီးတော့အဆင်ပြေတာမျိုးလေးတွေနားလည်မှုပြန်ရတာမျိုးလေးတွေကြုံရနိုင်ပါတယ်ကျမ်းမာရေးနဲ့ပတ်သက်ရင်တော့ကျမ်းမာရေးလေးတွေအခိုက်အတန့်အညံ့လေးတွေကြုံနိုင်ပါတယ်เนาะအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်လာရင်အမျိုးသမီးယောဂအမျိုးသားတွေကြောက်ကပ်စီးယောဂလေးတွေသတိထားပြီးဖို့လိုမယ်ကိုဘွားရဲ့အေးချမ်းခြင်းငြိမ်းချမ်းခြင်းနမိတ်တွေမှာတော့အဆဆရအခက်အခဲလေးတွေနဲ့ကြုံတွေ့ရတဲ့အဖြက်ကလေးတွေနဲ့ကြုံဆုံခဲ့ရတဲ့အနေအထားလေးတွေဂျားလူတွေကြောင့်ဒုက္ခရောက်ခဲ့ရတဲ့အနေအထားလေးတွေလို့ပြောရမှာဖြစ်ပါတယ်အခုလက်ရှိကန်စားတာအရာတော့ကန်လေးတွေကောင်းလာပြီလို့ပဲပြောရမှာဖြစ်တယ်ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝမှာကန်စားတာတွေတက်လာပြီငွေကြေးလက်လာပကကန်လေးတွေပွင့်လန်းလာပြီဂျားတဲ့ကနေပေါ့နော်နည်းနည်းလေးခလောက်ဆန်တဲ့လူတွေတော့တတိထားပေးဖို့လိုမယ်ပေါ့နော်ငွေကြေးဥစ္စာပစ္စည်းအဆင်ပြေလာလိမ့်မယ်အခုလက်ရှိအပူတော့ကတွေရတယ်အပူတော့ကရဲ့လို့တော့ကြီးမားမရှိဘူးကိုကြီးစောင့်ရှောက်မဲ့သူတွေရှိရဲဆိုတဲ့ပုံစံလေးတွေ့ရတယ်ရေဒီယာအနေနဲ့တော့စီမီ73တိုင်းဖျောင်းတိုင်း73တိုင်းတောက်တော်ကြီး73ခွက်ကိုရဲ့ဂျူတိုင်းမှာတွားပြီးလှူပေးလိုက်ပါရှင်